လိုဖြေလဲဆိုတော့အိတ်တာမစ္စရိယတန်ရောစနံနော်တတ္တဝါတိုင်းဟာငြိမ်းငြိမ်းချမ်းချမ်းဘေးကင်းရန်ကင်းနေခြင်းကြပြီမလို့အဲ့ဒါလို့မနေကြရတာဟာအိတ်တာမစ္စရိယဆိုတဲ့တန်ရောစဉ်နှောင်ကြိုးနှစ်ချောင်းကြောင့်အဲ့ဒါလို့မငြိမ်းမချမ်းနေကြရတာဒါဥစဉ်တို့လူရင်းအဖြစ်ဟုတ်လားဘယ်တန်ရောစဉ်ကြောင့်မငြိမ်းမချမ်းနေကြရတာလဲအိတ်တာမစ္စရိယတန်ရောစဉ်ဟုတ်လားအေးအဲ့ဒါလေးကိုဦးဇင်းတို့အကျယ်ရှင်းရမယ်နော်အိတ်တာမစ္စရိယဒီစကားလုံးလေးနှလုံးကိုကြားဘူးတယ်မဟုတ်လားကြားဘူးတယ်အိတ်တာဆိုတာကမနာလိုတာအိတ်တာဆိုတာဘာလဲမနာလိုတာဘေးကလူကကိုယ့်ထက်သာသွားပြီကိုယ့်ထက်တော်သွားပြီကိုယ့်ထက်အဆင်ပြေသွားပြီလို့ပြောသံကြားရင်နားထောင်ရတာအရာသာရှိလားပုထုဇဉ်တွေမှာများသောအားဖြင့်ကိုယ့်ထက်သာသွားပြီဆိုတဲ့စကားသံတည်င်းစကားကိုမကြားလို့ဘူးဒီတဲ့အမှန်တိုင်းဝန်ခံရမယ်နော်အဲ့ဒီစိတ်ရှိတယ်နော်ဒကာဓမ္မတို့ဦးဇင်းတို့မှာအဲ့ဒီစိတ်ရှိတယ်နော်အထူးသဖြင့်ကိုမုန်းတဲ့လူကိုနဲ့ပြိုင်ဘက်တွေဆိုရင်ကိုယ့်ထက်သာပြီဆိုတာကိုကြားရတာအင်မတန်အနေရခက်တယ်မကြားခြင်းမနာလို့ဘူးမကြားလို့ဘူးမနာလို့ဘူးဒါကြောင့်မနာလို့ဘူးဆိုတာအဲ့ဒါပြောတာနော်ဘာကိုမနာလို့တာလဲကိုယ့်ထက်သာသွားပြီဆိုတာကိုမနာလို့ဘူးအရှင်ပြည်တယ်ဆိုတာကိုမကြားလို့ဘူးအဲ့ဒါကိုဘာခေါ်မလဲအိတ်တာစာရဲကတော့ညူစုတယ်လို့သုံးနှုံဘယ်လိုသုံးနှုံလဲညူစုတာမနာလို့တဲ့သဘောပေါ့နော်ဘာမှအရှိမရအဖတ်မရကိုယ်လည်းပဲဘာမှရတာမဟုတ်သူများသူကောင်းနေတာကိုကြားတဲ့ကနေနေရင်ထိုင်ရင်မနာလို့မရှုစိမ့်ဖြစ်ပြီးတော့စိတ်ထဲမှာအခမ်းရခက်နေတာအဲ့ဒါပုထုဇဉ်တိုင်းမှာအဲ့ဒါရှိကိုရှိတယ်နော်တခါကြီးဒီမိုင်းများရှိလို့မို့လည်းပဲတခါတလေပါဇက်ကတောင်မှထွက်ပြောတယ်လာမပြောစမ်းနဲ့အဲ့ဒီလူတွေအကြောင်းကြားကိုမကြားချင်ဘူးပြောတယ်မဟုတ်လားပြောတယ်အရှင်ပြေတယ်လို့ကြားရတာအင်မတန်ကိုနားထဲမှာမသက်မသာဖြစ်တယ်ကိုချစ်တယ်လို့ဆိုရင်တော့တမျိုးပေါ့နော်ဒီကိုမုန်းတယ်ကိုပြိုင်ဘက်ကိုကြည့်မရဘူးဆိုရင်အထူးသဖြင့်ဘာဖြစ်လဲမနာလိုတဲ့သဘောဖြစ်တယ်အဲ့ဒါကိုဘာခေါ်မလဲအိတ်တာနောက်မစ္စရိယဆိုတာကဝင်တူတာကိုဟာလို့သတ်မှတ်ထားတဲ့အရာကိုဆိုင်တယ်ကိုပိုင်တယ်လို့သတ်မှတ်ထားတဲ့အရာနဲ့သူတစ်ပါးဆက်ဆံတာကိုမမြင်လို့ဘူးမကြည့်လို့ဘူးဘယ်သူမှမထိနဲ့ဘယ်သူမှမကြည့်နဲ့အဲ့လောက်ထိတောင်ဝန်တိုတယ်ဟုတ်လားတချို့ဆိုရင်ထိတာကိုမဟုတ်ကြည့်တာတောင်မခံနိုင်ဘူးနော်အဲ့ဒါဘာမျိုးတွေနဲ့ဖြစ်တာများလဲဆိုရင်ကိုချစ်တဲ့လူတွေကိုချစ်တဲ့ပစ္စည်းတွေနဲ့ပတ်သက်လာရင်မစ္စရိယဆိုတာ